ကိုယ့်ဟာကိုယ်အေးချမ်းစွာငါးများနေနဲ့ဒီလိုအကောင်ကြီးတွေရုတ်တရက်တိုက်ခိုက်တဲ့ခိုင်းရရင်ဘယ်လိုလုပ်ကြမလဲ။နတ်ငါးကြီးဆိုပြီးထိုင်ရှိခိုးနေမှာလား။ဒရက်ဆိုတဲ့ဂိမ်းကအပေါ်ရန်ကြည့်လို့သာကိုစီ fishing ဂိမ်းလို့ထင်ရပေမဲ့တကယ်တမ်းနောက်ွယ်မှာနားလည်ရခက်တဲ့အဖြစ်အပျက်တွေကိုယ့်ထက်ကြီးမားတဲ့ဖြစ်တည်မှုတွေရှိနေတာကိုပုံပေါ်ထားတော့အဗန်ဂျာတက်ကို cosmic horror လို့ပြောတာပုံမှန်လိမ့်မယ်ဗျ။ကျွန်တော်တို့တွေငါးများနေနဲ့တချို့သောငါးတွေကပုံပြပန်းပြဖြစ်နေတာမျက်လုံးတွေအများကြီးပါနေတာမျိုးခန္ဓာကိုယ်ကဖောရောက်နေတဲ့ငါးတွေစတဲ့ပုံမှန်မဟုတ်တဲ့ငါးတွေကိုဖမ်းမိတာကိုတွေ့လာရတယ်။ဒါတွေကရေအောက်မှာတစ်ခုခုတော့ရှိနေပြီဆိုတာကိုပလေယာကိုဟင့်ပေးနေတာပါ။ဒီဂိမ်းရဲ့ထူးခြားတဲ့အချက်တစ်ခုကညပိုင်းမှာအပြင်ထွက်ရင်ဆန်နတီကျပြီးလူကပန်းနေဖြစ်လာတာပါ။အဲ့ဒီခါကျရင်ပတ်ဝန်းကျင်ကမျက်လုံးတွေကကိုယ့်ကိုစိုက်ကြည့်နေတာတွေရုတ်တရက်အရှိမကြောက်ဆောင်နေပေါ်လာတာမျိုးတွေမြင်လာရသလိုတရေသင်းမောတွေကနောက်ကလိုက်လာတာမျိုးဘာမှမသိတဲ့အကောင်တွေကလိုက်လာတာမျိုးတွေကြုံလာရပါတယ်။ဒါတွေကဒီကျွန်းစုကြီးကတခုခုမူမမှန်ဘူးဆိုတာပြနေတာပါ။ဒါပေမဲ့တစ်ဖက်မှာလည်း game လေးကတော်တော်လေးချေးလို့ကောင်းပြီး relax ဖြစ်နေပါတယ်။လေတဖြူးဖြူးနဲ့ပင်လယ်လိုင်းလုံးလေးတွေအောက်မှာငါးဖမ်းထွက်ရတာတော်တော်လေး relax ဖြစ်တာပါ။ငါးဖမ်းတဲ့အခါမှာလည်း squid time event ကျူတီအီဆိုတဲ့ခလုတ်တွေကိုအမြန်နှိပ်ရတာအချိန်ကိုင်းနှိပ်ရတာကဂိမ်းထဲကိုပို့ပြီးအာရုံစိုက်မိစေတယ်လို့တော်တော်လေးလက်ဖန်ဖြစ်ပါတယ်။ငါးတွေရောက်ပြီးပတ်စံရှာလိုက်လေကို upgrade မြင့်လိုက်ဆိုတဲ့လူကအဓိကခိုးမှတ်ခန်းနေဖြစ်နေပေမဲ့လို့ကြားလို့ပြင်းသွားတာမျိုးမဖြစ်ပါဘူး။ quest အသစ်တွေရလို့နေရာအသစ်တွေကိုရောက်တဲ့အခါဘာပစ္စည်းအသစ်တွေဘာငါးတွေရှာတွေ့မလဲဘယ်လိုຢာတွေကိုကြုံရမလဲဆိုတဲ့သိချင်စိတ်က story နဲ့ open world exploring ဘိုင်းရဲ့ပေးစဉ်ကြမသွားအောင်ထိန်းထားနိုင်ပါတယ်။နေ့ဘက်မှာတာယာနေတယ် relax ဖြစ်တယ်ဆိုပေမဲ့ညပိုင်းမှာတော့မြူတွေဆိုင်လာပြီးအငွေ့တက်ကချက်ချင်းပြောင်းလဲသွားပြီးဘာမှမသိတဲ့အရာကိုကြောက်နေရတာက Drudge Game ရဲ့အသက်ပါပဲ။ပင်လယ်အောက်မှာဘာရှိမှမသိတဲ့ခြောက်ခြားမှုကိုယ့်တဲ့အင်အားကြီးတဲ့ဖြစ်တည်မှုတွေနဲ့ထိတ်တိုက်တွေ့တဲ့အခါမှာဘာမှမတတ်နိုင်တော့တဲ့အားငယ်ကြောင်ရုံမှုဝေါ်တွေကနားလဲဖို့ခက်တဲ့အရာတွေက cosmic horror တွေရဲ့အငွေ့သက်ပါပဲ။ပြောရရင် dress ဆိုတာတစ်ဖက်မှာကိုစီဖြစ်နေတယ်လို့တစ်ဖက်မှာလည်းတခုခုမှနေရဆိုတဲ့ unknown fear ခံစားချက်ကိုပေးတဲ့ indie cosmic horror ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ download လေးမရှာတဲ့ရင် Telegram channel ကိုလာခဲ့ပါ